တော့ပြည်စုံထွေးလို့ခေါ်ပါတယ်အမကတောက်ကလာလေးလာတာပေါ့နော်ဇာတိကတော့ရက်ကောကရားပြည်နယ်ဇာတိပေါ့ဒီ handmade jewelry လေးတွေကတငယ်ချင်းကအရှေ့ဘက်ဆန်ဒီရှီဝေါကလုပ်တဲ့ဒီ handmade jewelry လေးမှာသူကတက်လိုက်တာတက်ပြီးတော့အခါကျတော့အမတို့ပြန်ပြီးတော့မှ sharing လုပ်ပေးခဲ့တာပေါ့နော် sharing လုပ်ပေးခဲ့တာအမကအိမ်ရှင်မဆိုအိမ်မှာပဲအများကြီးနေဖြစ်တော့အခုကလေးကြီးကြောင်းသွားပြီဆိုရင်ဒါလေးတွေကိုမှတနိုင်လုပ်တယ်လုပ်ပြီးတော့မှအခုဒီလို pocket show လေးတွေအလားကုန်းဆိုင်လေးတွေပေါ့နော်အဲ့လိုလေးတွေမှအမကတင်ပြီးတော့မှသူတို့ website လေးနဲ့ပေါ့နော်တင်ပြီးတော့မှအဲ့လိုလေးချောင်းတာလေးတွေလုပ်နေတယ်ဟိုဒါလေးတွေကိုပေါ့နော်ဒီလိုငကက်ကလေးတွေကိုကိုက reason လေးနဲ့ပေါ့ reason လေးနဲ့ဒါလေးတွေနေရာမှာ reason လေးတွေနဲ့ပါထပ်ပြီးတော့မှ design လေးတွေပေါ့နော်စမ်းသစ်ပြီးတော့မှဒါလိုလေးလှုပ်ချင်တာပေါ့နော်လောလောဆယ်ကတော့အဲ့လိုသဘာဝသစ်စီလေးတွေကြောက်ကလေးတွေနဲ့ပဲပေါ့နော်အဲ့လိုလေးတွေပဲလှုပ်ထားတာပေါ့အဲ့ဒါမှအများကြီးလိုမျိုးပေါ့နော်တို့ရဲ့တငယ်ချင်းတိုင်းကိုလည်းအိမ်ရှင်မတိုင်းပေါ့တို့အားလေးချိန်လေးကိုလည်းဟိုပေါ့တယောက်တည်းပဲဖြစ်ဖြစ်အများနဲ့ပဲဖြစ်ဖြစ်အိမ်ပေါ်လည်းအများတန်းပေါ့ကိုကကြတော့လေဟိုအိမ်ရှင်မဆိုတော့အိမ်မှာအများတန်းရှိတာများတော့လေအချိန်မျိုးလာခဲ့လို့ရှိရင် sharing လုပ်ပေးလို့ရတယ်အိမ်ရှင်မတွေတို့လိုပဲပေါ့နော်အလုံးမရှိလို့အိမ်ထဲမှာနေမဲ့ဟိုပြောမယ်ဆို depression ဝင်တာပေါ့နော်ငွေလည်းမရှိလောက်လည်းမရှိအိမ်ထဲမှာအမြဲတမ်းနေတဲ့အိမ်ရှင်မတွေများတယ်လေနော်ဒါပြီးတော့ဟိုဒီဟာလေးလုံနေတော့စိတ်လည်းပျော်ရွှင်ရတယ်အပြင်သွားလာပါညာတော့ထိတွေ့လည်းရှိတော့လေအိမ်မှာကိုတယောက်တည်းကြီးထိမကြံပေါ့နော်ပြင်ထွက်ပါညာဒီလိုလေးလုံပေါ့အဲ့လိုလေးရှိတော့လေအရင်အဆင်ပြေတယ်ဒီထက်မကလည်းအများကြီးတခြားဟာလေးလည်းထပ်ပြီးတော့မှဖွင့်ပေးဖို့မျှော်လင့်နေဒီစီလေးတင်ပါတယ်